ဒီမျိုးသမီးကသူ့ရဲ့ချစ်သူကိုအလောက်ကနေကြိုဖို့အတွက်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့ဝီလျံကတခြားမျိုးသမီးတစ်ယောက်ကိုကြောပိုးထားတာကိုသူမြင်လိုက်ရတယ်။အဲ့ဒီလူနှစ်ယောက်ကကြည့်ရတာတော်တော်လေးကိုရင်းနှီးနေကြတာပါ။ဝီလျံရဲ့ချစ်သူကစိတ်ထဲမှာအနေခက်သွားပေမဲ့အတင်းကျပ်ပဲပြုံးပြလိုက်ပါတယ်။အမာကတော့သူတို့တွေအောင်ပွဲခံနေကြတာပါလို့ချက်ချင်းပဲရှင်းပြလိုက်တယ်။သူမကဒီလအတွက်အကောင်းဆုံးဝန်ထမ်းစုရရှိခဲ့တာပါ။ဒါကြောင့်သူမကဝီလျံကိုကြောပိုးခိုင်းပြီးနောက်ပြောင်ကြည့်စင်နေခဲ့တာဖြစ်ပါတယ်။ဝီလျံရဲ့ချစ်သူမီယာကသူတို့၃ယောက်တူတူညစာစားဖို့အကြံပေးလိုက်တယ်။သူတို့တွေကအစင်းမြင့်ဟိုတဲ့တစ်ခုမှရှိတဲ့စားတောက်ဆိုင်ကိုရောက်သွားကြပါတယ်။မီယာကအမာကိုဟင်းပွဲတွေမှာဖို့တမင်တကာပဲခိုင်းလိုက်တယ်။ဟင်းပွဲစရင်ကအင်္ဂလိပ်လိုကြီးပဲရေးထားတာကြောင့်အမာကဖတ်လို့မတတ်ပါဘူး။မီယာကတော့အမာကိုကြည့်ပြီးကျင်းတဲ့တလူမျိုးမျက်နှာပေးနဲ့စိုက်ကြည့်နေခဲ့တယ်။အမာကဟင်းပွဲစရင်စာအုပ်ကိုပိတ်လိုက်ပြီးဒါဟာသူမအတွက်ပထမဆုံးချိန်လာဘူးတာလို့ပြောလိုက်ပါတယ်။စာအုပ်ထဲမှာဘာတွေရေးထားမှန်းသူမလုံးဝနားမလည်ပါဘူး။ဒါကြောင့်တင်းတို့နှစ်ယောက်စားချင်တာကိုသာမှာကြပါလို့သူမကဆိုလိုက်တယ်။ကျမကတော့ရိုးရိုးရှင်းရှင်းလေးပဲစားပါမယ်လို့လည်းသူမကပြောခဲ့ပါတယ်။မီယာကတော့အင်္ဂလိပ်လိုကျွမ်းကျွမ်းကျင်ကျင်နဲ့ဟင်းပွဲတွေကိုမှာယူနေခဲ့တယ်။သူမကလူအားလုံးရဲ့ရှေ့မှာအမာကိုအရှက်ရစေဖို့တမင်လုပ်နေတာပါ။ညစာစားပြီးတဲ့နောက်မှာသူတို့၃ယောက်စလုံးဟိုရဲ့ပြင်ကိုလမ်းလျှောက်ထွက်လာခဲ့ကြတယ်။ဝီလျံစီကိုကုံစုံဆိုင်ကနေပစ္စည်းပို့ဖို့အတွက်ဖုန်းဝင်လာပါတယ်။သူကဖုန်းပြောတဲ့အခါမှာအတန်ကနည်းနည်းလေးကျသွားခဲ့တယ်။မီယာကစိတ်ပြတ်သွားတဲ့ပုံစံနဲ့ဝီလျံရဲ့လက်ကိုလွှတ်လိုက်ပြီးခက်ဝေးဝေးကိုဖယ်သွားခဲ့ပါတယ်။ဝီလျံကမီယာကိုအိမ်ပြန်လိုက်ပို့ပေးမယ်လို့ပြောခဲ့တယ်။ဒါပေမဲ့မီယာကညှင်းဆန်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမီယာကိုသဘောကျနေတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကရောက်လာခဲ့တယ်။သူကကားပါလာတဲ့အတွက်မီယာကသူ့ကားနဲ့အိမ်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဝီလျံကသူ့ချစ်သူတခြားယောက်ျားတစ်ယောက်နဲ့ထွက်သွားတာကိုကြည့်ပြီးစိတ်မကောင်းဖြစ်ကြံရိပ်ခဲ့တယ်။နောက်တစ်နေ့မှာတော့ကုမ္ပဏီကအမ်မာကိုအင်တာဗျူးဖို့အတွက်သတင်းထောက်တစ်ယောက်လွှတ်လိုက်ပါတယ်။သတင်းထောက်ကဝီလျံကိုအမ်မာကိုကြောပို့ထားဖို့တောင်းဆိုလိုက်တယ်။ဒါကကုမ္ပဏီရဲ့ကြော်ညာဓာတ်ပုံအတွက်လိုအပ်လို့ပါလို့သူကပြောပါတယ်။ဒီဓာတ်ပုံကကုမ္ပဏီရဲ့အတွင်းပိုင်းသတင်းလွှာမှာပဲဖော်ပြမှာပါလို့လည်းသတင်းထောက်ကဆိုခဲ့တယ်။ဒါပေမဲ့နောက်တစ်နေ့မှာတော့တစုံတစ်ယောက်ကအဲ့ဒီဓာတ်ပုံကိုတမင်ဖျက်တောက်လိုက်ပါတယ်။ပြီးတော့အဲ့ဒီဓာတ်ပုံကိုလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတင်လိုက်ကြတယ်။ကန်ဆိုးစွာနဲ့ပဲဝီလျံရဲ့ချစ်သူကအဲ့ဒီဓာတ်ပုံကိုမြင်သွားခဲ့ပါတယ်။ဝီလျံကအကြောင်းစုံကိုရှင်းပြဖို့အတွက်မီယာအိမ်ကိုစောစောစီးစီးရောက်လာခဲ့တယ်။ဒါပေမဲ့သူမြင်လိုက်ရတာကတော့မီယာကိုတခြားယောက်ျားတစ်ယောက်ကအိမ်ထိလိုက်ပို့နေတာပါ။မီယာကအဲ့ဒီလူကိုပတ်ချလဲအောင်လှည့်ခိုင်းပြီးကလေးလေးတစ်ယောက်လိုချွဲနှွဲ့နေခဲ့တယ်။ဝီလျံကအဲ့ဒီလူဟာမီယာရဲ့ငယ်သူငယ်ချင်းဆိုတာကိုသိထားပါတယ်။အဲ့ဒီလူကမီယာရဲ့အိမ်ထဲအထိဝင်သွားတာကိုဝီလျံကစောင့်ကြည့်နေခဲ့တယ်။ဝီလျံကတော့စိတ်နှလုံးကြေကွဲသွားခဲ့ရပါပြီ။သူတို့တွေတွဲလာတာ3နှစ်ရှိပြီဖြစ်ပေမဲ့သူကတော့မီယာအိမ်ထဲကိုတခါမှမဝင်ဘူးပါဘူး။သူကဝမ်းနေပက်လက်နဲ့ပဲအဲ့ဒီနေရာကနေလှည့်ထွက်လာခဲ့ရပါတယ်။မီယာမေကအဲ့ဒီမြင်ကွင်းကိုမြင်တွေ့သွားခဲ့တယ်။သူမကဝီလျံရဲ့နောက်ကျောင်းရာဇဝင်ကိုချက်ချင်းပဲစုံစမ်းခိုင်းလိုက်ပါတော့တယ်။ဝီလျံကဆင်းရဲတဲ့ကုံစုံဆိုင်ပိုင်ရှင်တယောက်ဆိုတာကိုသိသွားတဲ့အခါမှာတော့သူမကဆိုင်ကိုတမင်လာခဲ့တယ်။ပထမဆုံးအနေနဲ့သူမကပစ္စည်းတွေအများကြီးကိုဝယ်ယူလိုက်ပါတယ်။ပြီးတော့ဝီလျံကိုယ်တိုင်အိမ်ထိလိုက်ပို့ပေးရမယ်လို့သူမကအတင်းကျပ်ခိုင်းစေခဲ့တယ်။အဲ့ဒီအချိန်မှာပဲမီယာကအလုပ်ကနေအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ကအနေခက်စွာနဲ့မျက်လုံးချင်းစုံသွားခဲ့ကြတယ်။မီယာမေကဝီလျံကိုအဆက်ခွဲဖို့အတွက်မုံဘိုးတချို့ထုတ်ပေးလိုက်ပါတယ်။ဝီလျံကတော့ခေါင်းခါပြီးဒါတွေမလိုပါဘူးလို့ပြောခဲ့တယ်။ဒါပေမဲ့မီယာမေကအတင်းပေးနေတာကြောင့်ဝီလျံကစိတ်မသက်မသာနဲ့ပဲလက်ခံလိုက်ရပါတယ်။ဝီလျံထွက်သွားတဲ့အခါမှာတော့မီယာမေကသူ့ပို့ပေးတဲ့ပစ္စည်းတွေအားလုံးကိုလွှင့်ပစ်ဖို့အစီခံတွေကိုခိုင်းလိုက်တယ်။အဲ့ဒီတော့မှမီယာကဘာတွေဖြစ်နေလဲဆိုတာကိုရိပ်မိသွားပါတော့တယ်။သူမကအပြင်ကိုပြေးထွက်သွားပြီးဝီလျံကိုလန့်ခေါ်လိုက်တယ်။သူ့မေရဲ့လုပ်ရက်တွေအတွက်စိတ်ထဲမှာမထားပါနဲ့လို့သူမကတောင်းပန်လိုက်ပါတယ်။ဝီလျံကတော့ရပါတယ်လို့ပြန်ပြောခဲ့ပေမဲ့သူကတော့တယောက်တည်းတရှုံရှုံကိုနေခဲ့ရရှာတယ်။မီယာကတော့အမစီကိုသွားပြီးသူမကိုဒီဆိုင်ကနေထွက်သွားဖို့ပြောလိုက်ပါတော့တယ်။ဒီယောက်ျားကတော့ပန်းစည်းလေးကိုချစ်ချစ်ပါအောင်စုပ်ကင်ပြီးလမ်းပေါ်မှာအပြင်းနဲ့ပြေးနေခဲ့ပါတယ်။သူ့ရဲ့အနာဂတ်ချစ်သူလောင်းနဲ့ပုကာတီကလွဲသွားခဲ့ရကိုတောင်သူကတော့မရက်တန့်ခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ဟာသူ့ရန်တဘောကျနေရတဲ့မိန်းကလေးကိုဝန်ခံစကားပြောမဲ့နေ့ဖြစ်နေလို့ပါ။သူကချိန်ထားတဲ့နေရာကိုအမောတကောပြေးသွားတဲ့အချိန်မှာပဲတစ်ဖက်မိန်းကလေးကသူ့စီကအနှံ့ကြောင့်နှာခေါင်းကိုရွှင်ရှာစွာပိတ်လိုက်ပါတယ်။မောင်လေးရဲ့မင်းစီကအနှံ့ကတမျိုးကြီးဖြစ်မနေဘူးလားလို့သူမကမေးလိုက်တယ်။ဝီလျံကသူ့ရဲ့အဝတ်အစားတွေကိုပြန်ပြီးအနှံ့ခံကြည့်လိုက်ပါတယ်။သူကလမ်းဘေးကြောင်လေးတစ်ကောင်ကိုကဲတင်ရင်းနဲ့ရေမြောင်းထဲကအညစ်အကြေးတွေပေးကျန်သွားရပါလို့ချက်ချင်းပဲရှင်းပြလိုက်တယ်။သူမကဝီလျံကိုလူကောင်းတစ်ယောက်ပါလို့စက်တိုက်ပဲချီးကျူးနေခဲ့ပါတယ်။ဒါပေမဲ့ကျမတို့နှစ်ယောက်ကတော့အဆင်မပြေနိုင်ဘူးလို့သူမကအပြက်ပြောချလိုက်တယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါဝီလျံရဲ့မျက်နှာကဖြူလျော်သွားခဲ့ရပါပြီ။သူကအခုပဲအငင်းခံလိုက်ရတာလား။သူကဝန်ခံစကားတောင်မပြောရသေးခင်မှာပဲငါတို့တွေကအရန်လိုက်ဖက်ပါတယ်လို့အတင်းပဲပြန်ပြောလိုက်တယ်။ဒါဟာငါရဲ့ဆုံးဖြတ်ချက်ပဲလို့ပြောပြီးသူမကအနားမှာရှိတဲ့ဖြန်လေးတစ်ကောင်ကိုဝီလျံရဲ့ရှေ့မှာချပေးလိုက်ပါတယ်။မင်းကတိရစ္ဆာန်တွေကိုအရန်ချစ်တာဆိုတော့အခုကစားပြီးဒီဖြန်လေးကိုပဲမင်းရဲ့ရေးစားဖြစ်ထားလိုက်တော့လို့သူမကဆိုခဲ့တယ်။အဲ့ဒီမိန်းကလေးကတော့နောက်လည်းမကြည့်ပဲဝီလျံကိုထားခဲ့ပြီးထွက်သွားပါတော့တယ်။ဝီလျံကတော့အပြင်မှာတယောက်တည်းထိုင်ရင်သူ့ရဲ့ဝမ်းနည်းမှုတွေကိုအရက်နဲ့ပဲဖြေဖြောင်းနေခဲ့တယ်။သူရှိကဖြန်လေးကိုကြည့်လေလေသူကပိုပြီးဒေါသထွက်လေလေပါပဲ။ဖြန်လေးကတော့ငါဘာများမသွားလို့လဲဆိုတဲ့ပုံစံနဲ့စဉ်းစားနေခဲ့ရပေါ့။အဲ့ဒီအချိန်မှာပဲမိန်းကလေးတစုကဆေးလိပ်တောက်ရင်းနဲ့အနားကိုရောက်လာကြပါတယ်။သူတို့ကဖြန်လေးကိုခြိထားတဲ့ဝီလျံကိုမတော်တဆမြင်သွားခဲ့ကြတယ်။အမာကတော့ဝီလျံကိုတစ်ချက်ကြည့်ုံနဲ့တင်သူ့ကိုဆွဲလန်းသွားခဲ့ပါပြီ။ဝီလျံကတော့စိတ်တူတူနဲ့ဖြန်လေးကိုအမိုက်ပုံးနဲ့လွှင့်ပစ်လိုက်ပါတယ်။သူ့ကိုလူကောင်းတစ်ယောက်ကိုပြောပြီးညင်းသွားတဲ့မိန်းကလေးအကြောင်းကိုတွေးမိတိုင်းဝီလျံကဒေါသတကြီးနဲ့လက်သီးနဲ့ထိုးနေခဲ့တယ်။အမာရဲ့သူငယ်ချင်းကတော့အမာကိုဝီလျံရှိတဲ့ဘက်ကိုတွန်းပို့ပြီးတမင်တကာဆက်နှောက်နေခဲ့တာပါ။အမာရဲ့စကားဆက်တင်ပုံကတော့တော်တော်လေးကိုထူးခြားလာပါတယ်။
သူမကဝီလျံကိုဆေးလိပ်ဝယ်ပေးဖို့အတွက်ကပ်ပြီးပူစာနေခဲ့တာပါဝီလျံကတော့ဒီလိုမိန်းကလေးငယ်လေးတွေကိုအဖက်လုပ်ပြီးစကားမပြောချင်ပါဘူးအမာကသူ့လက်ကိုဆွဲထားပြီးရှင်ကလူကောင်းတစ်ယောက်နဲ့တူပါတယ်လို့ပြောလိုက်တယ်လူကောင်းဆိုတဲ့စကားကိုကြားလိုက်ရတာနဲ့ဝီလျံကဒေါသတွေထောင်းခနဲထွက်သွားခဲ့ရပါတယ်တခါတည်းပဲကူညီပေးပါလို့အမာကအတင်းပူစာနေတာကြောင့်ဝီလျံလည်းမငြင်းနိုင်တော့ပါဘူးသူကသူတို့လိုအပ်တာတွေကိုဝယ်ပေးခဲ့ပြီးအမာကိုဆေးလိပ်ဖြတ်ဖို့အတွက်အကြံပေးလိုက်တယ်သူမရဲ့သူငယ်ချင်းကအထုပ်ထဲမှာဂျယ်လီလုံးလေးတွေကိုတွေ့သွားပြီးဒါမျိုးတွေကိုတော့လူကြီးဖြစ်မှလုပ်ပါလို့ပြောခဲ့တာပါအဲ့ဒီစကားကိုပြောပြီးတာနဲ့ဝီလျံကထွက်သွားခဲ့ပေမဲ့အမာကတော့ဒီအောင်ကြားလေးပေါ်မှာအကြီးကျယ်စိတ်ဝင်စားသွားခဲ့ပါပြီသူမကိုအခုလိုမျိုးဂယုတစိုက်ပြောပေးတဲ့သူဟာဒါပထမဆုံးအကြိမ်ပါပဲသူမကဝီလျံကိုအော်ခေါ်ပြီးသူ့ရှေ့ကိုခုန်တက်သွားခဲ့တယ်ပြီးတော့ဝီလျံကိုနမ်းလိုက်ပါတော့တယ်အမာရဲ့ဒီလိုလုပ်ရက်ကသူမရဲ့သူငယ်ချင်းကိုတင်အံ့အားသွားစေတာမဟုတ်ပဲဝီလျံကိုလည်းကြောင်းတောင်းဖြစ်သွားစေခဲ့တယ်သူမကဝီလျံစီကနေဖုန်းနံပါတ်တောင်းခဲ့ပါသေးတယ်ဝီလျံကတော့ဘာတွေဖြစ်သွားမှန်းမသိပဲငေးကြည့်နေအောင်ပါပဲအမာကလေထဲကနေအနမ်းတွေပေးပြီးထွက်သွားခဲ့တာပေါ့ဟုတ်ဒါဟာရင်ခုန်တန်တွေမျက်လာစေတဲ့ခံစားချက်မျိုးလားမျက်စိတမိတ်အတွင်းမှာပဲအချိန်တွေက3နှစ်တောင်ကုန်လွန်သွားခဲ့ပါပြီဝီလျံကသူ့မိသားစုပိုင်တဲ့ကုန်းစုံဆိုင်လေးကိုစက္ကန့်ပြီးဖွင့်လှစ်ထားခဲ့တယ်သူ့ရဲ့ရုပ်ရည်ချုံမောမှုကြောင့်အနီးအနားကအထက်တန်းကျောင်းသူလေးတွေကြားမှာသူကအရန်ကိုနမေကြီးနေတာပါသူတို့တွေကဝီလျံနဲ့တပ်ပုံရိုက်ဖို့အတွက်ဆိုင်ကိုနေ့တိုင်းလာတက်ကြပါတယ်အလုပ်တွေအရန်များလုံးတာကြောင့်ဝီလျံရဲ့အဖေကတတိလဲလဲကျသွားပြီးဆေးရုံကိုအရေးပေါ်ပို့လိုက်ရတယ်တခြားရေးချယ်စရာမရှိတော့တာကြောင့်သူကဆိုင်မှာဝန်ထမ်းလိုရှိကြောင်းကြော်ညာစာကပ်လိုက်ရပါတယ်ဝီလျံကိုအမြဲတမ်းစောင့်ကြည့်နေခဲ့တဲ့အမာကအဲ့ဒီသတင်းကိုသိသွားခဲ့တယ်သူမကချက်ချင်းပဲဝီလျံရဲ့ကုန်းစုံဆိုင်စီကိုရောက်ရှိလို့လာပါတော့တယ်